မင်္ဂလာပါရှင်ကျမကတော့သင်ရိုးသင်ကြားရေးအကြောင်းအရာလေးတွေကို lesson sharing လုပ်ပေးနေတဲ့ teacher ပန်းပဲဖြစ်ပါတယ်ရှင်ဒီနေ့ကျမပြောပြပေးချင်တာကကျမကိုမေးထားတဲ့မေးခွန်းလေးတွေကမြန်မာစာရဲ့ grade 1 grade 2မှာပေါ့နော်ကျမတို့တွေသင်ရတဲ့ဆရာမစဘာဝါဒီလိုဝေါ်ဟာရလေးတွေကိုခလေးကိုအလွတ်ကြိုက်ရမလားဆိုတဲ့မေးခွန်းကိုဖြေပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမစီမှာမေးများတာကတော့ဘာလဲဆိုစဆိုရင်ကြက်ရမလားနော်အဲ့တော့ဒီအတန်းတက်နေတဲ့ဒီအတန်းစာဘယ်လိုကြက်ရမလဲဒီအတန်းစာကိုမှတ်မိအောင်ဘယ်လိုလုပ်ရမလဲဒါမျိုးတွေကိုမေးတာများပါတယ်အဲ့တော့ကျမတခြားသင်ခန်းစာတွေကိုမပြောဘဲနဲ့အခုမှပြောပြပြီးမှက grade 1 grade 2ရဲ့အသက်သင်ခန်းစာတွေပြည်သရတွဲသင်ခန်းစာတွေကိုသင်တဲ့အခါမှာဒီဝေါ်ဟာရစကားလုံးကိုခလေးမှတ်မိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်ကလေးတွေကိုပြောပြပေးပါမယ်အရင်ဦးဆုံးကျမတို့ငယ်ငယ်ရဆိုလို့ရှိရင်ကျမတို့မှာဒီသူငယ်တန်းဖတ်စာအုပ်ဆိုတာရှိတယ်နော်အခုပထမတန်းသင်ခန်းစာတွေကကျမတို့သူငယ်တန်းမှာတော့သင်ခဲ့ရတာပေါ့နော်အဲ့ဒီမှာကျမတို့ကကြည့်မယ်ဆရာမပုံစာလင်စာရကရေးချာရမာရီမဆရာမနဲ့ကျမတို့တွေတမျက်နာမှာစာမျက်နာတွေကိုဘယ်နှခေါက်ဆိုပြီးတော့ရေးတယ်အလွတ်ကျက်တယ်ပါဇက်ကနေနှုတ်တိုက်ရွတ်တာပေါ့နော်ဆာလင်းဆန်ရက်ကိုရေးချာရမာရီမဆရာမဒါမျိုးတွေရွတ်တယ်အဲ့လိုပုံစံနဲ့ကျမတို့တွေကဒီစကားလုံးကိုမှတ်မိလာကြတာပါအလွတ်ကျက်တဲ့စနစ်ပေါ့နော်အဲ့တော့ဒီစနစ်ကစာမရဘူးလားလို့မင်းရင်စာရတယ်ဘယ်လိုရတာလဲပါဇက်ကနေအလွတ်ရတာနှုတ်တိုက်ရတာဒီသင်ငန်းစာရဲ့ဒီပုံစံလေးကိုသိပြီးတော့ဒါကိုဆရာမလို့ဖတ်တတ်တယ်လို့မျိုးဆရာဆိုတဲ့ပုံလေးကိုကျမတို့မသိရအောင်ဆရာမကိုသင်ရတာเนาะအဲ့တော့ဆရာဆိုတဲ့ပုံလေးကိုဖတ်ခိုင်းတဲ့အချိန်ကျရင်တခါခလေးကနှေးသွားတယ်မသိတော့ဘူးဒီလိုပုံစံမျိုးတွေကိုကျမတို့ငယ်ငယ်ကအလွတ်ကျက်တဲ့စနစ်မှာတော့ကြုံခဲ့ရဘူးပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီပုံနဲ့ဒီစကားလုံးကိုတွဲမှတ်တယ်ဒါကိုအလွတ်ကျက်ထားတာဖြစ်တဲ့အတွက်ကြက်တူရွေးလိုမျိုးអော်တာဖြစ်ပါတယ်အဲ့လိုပုံစံနဲ့ကျမတို့မသိဘူးဘယ်လိုပုံစံသိမလဲကျမတို့ကဘီးဆိုလို့ရှိရင်အာကိုသင်နေဆိုရင်ကာကိုလည်းခလေးဖတ်တတ်တယ်ခကိုလည်းဖတ်တတ်ရမယ်အဲ့ဒီပုံစံအတိုင်းနဲ့သွားပြီးတော့ကျမတို့မှာစလုံးပေါင်းနည်းနဲ့အတန်ထွက်နည်းဆိုပြီးတော့နှစ်မျိုးသင်လို့ရတယ်စလုံးပေါင်းနည်းဆိုတာစောနာကစာလင်စရကောက်ရေးချာယာဆရာမာရီမဆရာမစလုံးပေါင်းနည်းအတန်ထွက်နည်းစလင်စရကောက်ကအာတရနဲ့တွေ့တယ်ရအာရမဆရာမဒါမျိုးအတန်ထွက်နေနဲ့တင်တာလေရှိတယ်နှစ်ခုစလုံးတင်လို့ရတယ်ကိုတန်ရနဲ့တင်လို့ရပါတယ်အဲ့တော့ဘလို့နဲ့ပဲတင်ခလေးကအာဆိုတဲ့တရတွဲကိုတင်ထားရင်အာတရတွဲနဲ့ဆိုင်နဲ့ဝေါ်ဟာရတွေဝက်ကြတွေအကုန်လုံးကိုဖတ်တတ်ရမယ်ဒါမှကျမတို့ကဒီသင်ခန်းစာကိုစာဖတ်တတ်တယ်လို့ခေါ်ပါတယ်အဲ့တော့ဖတ်စာအုပ်ထဲမှာပါတဲ့ဝါကြတွေကလွှဲရင်ကျန်တာမဖတ်တတ်ဘူးဆိုတာစာဖတ်တတ်တာဒီသင်ခန်းစာကိုရတာမဟုတ်ဘူးဒီဖတ်စာအုပ်ကိုအလွတ်ကျက်ထားတာဖြစ်ပါတယ်နော်အဲ့တော့ကျတို့ဒီဆရာမဆိုတဲ့ဝါဟာရလေးကိုသင်တော့မယ်ဆိုရင်ဒီပုံလေးကိုပြဆရာမပုံပြပြီးသင်လို့ရတယ်ပစ္စည်းစစ်ပြပြီးတော့သင်လို့ရတယ်ကျမကဆရာမကိုပြောတယ်ဆိုပေမဲ့ကားတို့ယထာတို့ပစ္စည်းစစ်ပြလို့ရတယ်အယုတ်ပြလို့ရတယ်ပုံပြလို့ရတယ်ဒီလိုမျိုးလေးတွေနဲ့သင်မယ်ပြီးသွားလို့ရှိရင်သူတို့ကိုပုံဆွဲခိုင်းမယ်ဒါကသင်ခန်းစာကိုအရင်စိတ်ဝင်စားလာအောင်သင်တဲ့ပုံစံမျိုးကိုပြောတာပါเนาะကျမပြောတာဒီသင်ခန်းစာမှာဝါရတာတွေအများကြီးရှိတာကျမသိတယ်ဒါတွေအကုန်လုံးကိုပုံဆွဲလိုက်ဒီလိုမျိုးလုံနေနေသင်လို့မရဘူးဆိုတာလည်းကျမသိတယ်ကျမကနမူနာအနေနဲ့သင်နည်းတွေကိုပြောပြတာဖြစ်ပါတယ်အဲ့ဒီထဲကနေကိုယ်ကလေးအဆင်ပြေတဲ့နည်းကိုရွေးပြီးသင်လို့ရတယ်စာသင်ခန်းထဲမှာဆိုရင်လည်းအနည်းဆုံးတော့ပုံပြပြီးတော့သင်တဲ့ပုံစံကိုသင်လို့ရတာဖြစ်ပါတယ်စာသင်တဲ့အခါမှာအချိန်နည်းတယ်ကလေးများတယ်စာတိုင်းသင်ခန်းစာတိုင်းကိုဒီလိုမျိုးလေးတွေလုပ်ဖို့အချိန်မရှိဘူးဆိုတော့ဒီ comment တွေကိုကျမအမြဲတမ်းအများကြီးမြင်ခဲ့ပူပါတယ်ကျမကိုယ်တိုင်လည်းသင်လာတာဖြစ်တဲ့အတွက်ကျမအဲ့ဒါတွေကိုသိပါတယ်เนาะအဲ့တော့ဒါကျမကအခုပြောပြတာနမူနာလေးတွေပြောပြတာပါကိုအတန်းထဲမှာကိုခလေးနဲ့ကိုအိမ်မှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်အဆင်ပြေတဲ့နည်းကိုသုံးပြီးသင်လို့ရတယ်ဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ပုံလေးတွေပြပြီးသင်မယ်ပစ္စည်းစစ်လေးတွေပြပြီးတော့သင်မယ်ပြီးသွားရင်ကျမတို့ကစောနာကအဓိကအားဖြင့်တော့ဒီစလုံးပေါင်းလေးနဲ့အတန်ထွက်နည်းကိုတိတ်တိတ်ချာချာရထားတယ်ဆိုလို့ရှိရင်ဒီဝါဟာနာကမခက်ခဲဘူးအလွတ်ကျက်စရာလည်းမလိုဘူးအတန်ကိုနားထောင်ပြီးတော့ဒီစက်ကလုံးကိုရေးတတ်ပါတယ်
အဲ့တော့ဘလို့အတန်ကိုနားထောင်ရုံနဲ့ဒီစကလုံးကိုရေးတတ်အောင်သင်ရမလဲဆိုလို့ရှိရင်အာတရကိုသင်တဲ့အချိန်တွေကဘီးတွေအကုန်လုံးနဲ့တွဲပြီးတော့ဒါကိုသင်ပါကာဆိုလဲရရမယ်ခါလဲရရမယ်ညာဆိုလဲရရမယ်ဒါမျိုးကိုပြောတာပါအဲ့လိုမျိုးအတန်ကိုကြားတာနဲ့ဒီတရကိုရေးတတ်ပြီဆိုလို့ရှိရင်စောနာကဝေါဟာရကိုအလွတ်ကျက်စရာမလိုတော့ပါဘူးနော်အဲ့တော့ဗဇက်ကနေပြီးတော့ဒါကိုစာလင်းစရကြရချာရမာရီမဆရာမပြီးရင်စာလုံးရင်းစပါဆောင်ရေးချောင်းဝင်းစနှလုံးပေါက်ပါစပါဒါမျိုးတွေကိုအော်နေမဲ့အစားဒီကိုစတင်တဲ့အချိန်မှာတွေကဒီအာတရရဲ့ဒီတွေအကုန်လုံးကိုသင်လိုက်ပါဒီနဲ့တွဲတဲ့ဟာနော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါကိုပိုင်နိုင်ပြီဆိုရင်ဒီဘက်ကဝေါဟာရတင်တာမခတ်တော့ပါဘူးအဲ့ဒါကိုကျမတို့ဖတ်စာအုပ်ထဲမှာဆိုရင်နမူနာအနေနဲ့ပြထားတာ6ချောင်း9ချောင်းလောက်ပဲပါတယ်အဲ့ဒီ6ချောင်း9ချောင်းကိုပဲအလွတ်ရအောင်နှုတ်တိုက်ရွတ်ပြီးတော့မှဒီဝေါဟာရတွေကိုသင်ရတာခတ်ပါတယ်ခလေးကမမှတ်မိပါဘူးဆိုတာခလေးမှာအပြစ်မရှိပါဘူးเนาะသင်တဲ့ပုံစံလေးနည်းနည်းပြင်ပြီးတော့သင်ကြည့်ဖို့လိုပါမယ်ရှင့်အဲ့တော့ဒါလေးကတော့နမူနာအဖြစ်ရေဘူးအဖြစ်ပြပြပေးတာဖြစ်ပါတယ်အဲ့တော့သင်နည်းကခလေးပုံမှာမူတည်ပြီးတော့ပဲဖြစ်ပြောင်းလဲနိုင်ပါတယ်ခလေးတိုင်းကတသမတ်ထဲမှတ်လို့ရတာမဟုတ်တဲ့အတွက်ဘယ်ကလေးကဘယ်သင်နည်းလေးနဲ့အဆင်ပြေမလဲဆိုတာကမိဘတွေအနေနဲ့ကောဆရာမတွေအနေနဲ့ရောကိုသင်နေတာကိုအသိဆုံးဖြစ်မှာပါရှင့်ကျွန်မပြပြပေးတာလေးတွေကနမူနာလေးတွေဖြစ်ပါတယ်အဲ့တော့ဒီဝါဟာရလေးတွေကိုသိသွားပြီဆိုလို့ရှိရင်ကျမတို့ကတပတ်တစ်ခါပြန်ပြီးတော့ဒီဝါဟာရတွေအကြောင်းပြောတာဆရာမဆိုရင်ဒီဆရာမအကြောင်းပြောတာဆရာမဒါလေးကိုဖတ်ပြီးရင်တကယ်ဆရာမတဆရာမအကြောင်းပြောပါအောင်မိမိဆရာမအကြောင်းပြောပါအောင်ကားဆိုရင်လည်းကားကိုဖတ်ပြီးသွားရင်ကဲတကားစီးဘူးတဲ့အကြောင်းပြောပြပါအောင်မိမိကားစီးဘူးတဲ့အကြောင်းပြောပြပါအောင်သင်ခန်းစာနဲ့မဆိုင်ဘူးလို့မထင်ပါနဲ့ဒီဝေါဟာရကို specialize လုပ်ပြီးတော့ထပ်ပြောပြတဲ့ဟာတွေကသူတို့ရဲ့နောက်ထပ်ဝေါဟာရအသစ်တွေကိုသင်ဖို့အတွက်အများကြီးအထောက်အကူပြုပါတယ်ရှင်ဒါကတော့ grade 1 grade 2မြန်မာစာမှာဝေါဟာရတွေကိုသင်ရင်အလွတ်ကျရမလားဆိုတော့မေးခွန်းလေးကိုဖြည့်ပေးထားတာဖြစ်ပါတယ်နောက်ထပ်သိချင်တာလေးတွေရှိရင်လည်း comment box မှာရေးခဲ့လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်